Hello, guten Tag. ဒီနေ့မှာဆိုလို့ရှိရင်တော့ Osborne R1 ရဲ့အပိုင်း 9 ကိုတင်ပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီနေ့ကတော့စာမျက်နှာ 15 ကိုရောက်ပြီပေါ့နော်။အဲ့တော့ဒီမှာဆိုရင်ခေါင်းစဉ်လေးကတော့ describing your family ကိုယ့်ရဲ့မိသားစုဝင်တွေကိုအဲ့လိုမျိုးဖော်ပြမယ်ပေါ့နော်။အဲ့ဒါဆိုလို့ရှိရင်သူပေးထားတဲ့ပုံစံလေးနဲ့ဒီမှာဆိုရင်စာကြောင်းလေး 6 ကြောင်းရှိပါတယ်။အဲ့တော့အဲ့ဒါလေးတွေကိုဖတ်ကြည့်မယ်ပေါ့နော်။ပြီးရင်အဲ့ဒီမှာဒီစာလုံးအသစ်လေးတွေလည်းသင်ရမှာဖြစ်ပါတယ်။အဲ့တော့ Mein Vater ist groß, aber meine Mutter ist klein. ဆိုတော့ဒီမှာဆိုရင်သူကဒီကလေးလေးကပြောတာပေါ့နော်။ငါရဲ့အဖေက gross ဆိုတာကကြတော့ဒီပုံမှန်တိုင်းဓာတ်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့ကြီးတယ်ပေါ့နော်။ဒါပေမဲ့လူအနေနဲ့ပြောမယ်ဆိုရင်တော့အကောင်ထွားတယ်အရက်ရှည်တယ်ပေါ့။ Mein Vater ist groß, aber meine Mutter ist klein. ငါအဖေကအရက်ရှိတယ်ဒါပေမဲ့ငါအမေကတော့အရက်ပိုတယ်။နောက်တစ်ခု Meine Eltern sind sehr nett. ငါရဲ့အမေတွေငါရဲ့မိဘတွေကဆိုလို့ရှိရင်အရန်သဘောကောင်းတယ် net ဆိုတာအင်္ဂလိပ်လို nice ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်။ Mein Onkel ist dick, aber meine Tante ist schlank. ငါရဲ့ uncle ဆိုတာဦးလေးပေါ့နော်ငါရဲ့ဦးလေးကတော့တဲ့ dick is dick ဝါတယ် aber meine Tante ist schlank ဒါပေမဲ့ငါရဲ့အထောကတော့ပိန်ပိန်ပပလေးပဲ dick ဆိုတာကကြတော့ဝါတာကိုပြောတာဖြစ်ပါတယ် Tante ကကြတော့ဗာလဲ schlank ဖြစ်တယ်ပိန်တယ်လို့ပြောတာပေါ့နော်ဒီမှာဆိုရင်နောက်တစ်ခုဒါကတော့အဖိုးနဲ့အဖွားဆိုလို့ရှိရင်ကိုယ့်အဖိုးအဖွားတွေကိုဆိုရင်ဒီ noun တစ်လုံးနဲ့ဖော်ပြမယ်ဆိုလို့ရှိရင်တော့ grandparents ဆိုလို့ရှိရင်ဂျာမန်လိုက Großeltern လို့ခေါ်တယ်ပေါ့နော် Meine Großeltern sind alt ငါရဲ့အဖိုးအဖွားတွေကအသက်တော်တော်ကြီးအသက်ကြီးပြီ alt ဆိုတာကကြတော့လူအနေနဲ့သုံးမယ်တိရစ္ဆာန်အနေနဲ့သက်ရှိတွေနဲ့သုံးမယ်ဆိုလို့ရှိရင်တော့သူကဗာလဲအသက်ကြီးတာကိုပြောတာပစ္စည်းတွေအရာဝတ္ထုတွေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ပစ္စည်းတွေကဟောင်းနွမ်းနေတာပေါ့နော်နောက်တစ်ခုက Ich bin jung နော်ဒါပေမဲ့ငါကတော့ငယ်ငယ်လေးပဲရှိသေးတယ်နောက်တစ်ခု Meine Schwester ist blond နော်ငါရဲ့သူကပြောတာပေါ့နော်ငါရဲ့အမကနော်သူ့ရဲ့စပင်ပုံစံပေါ့နော် blonde သူ့ရဲ့စပင်လေးက blonde အရောင်လေးရွှေဝါရောင်လေးပေါ့ Mein Bruder ist dunkelhaarig နော်ငါအကိုရဲ့အရောင်ကတော့နော်ငါအကိုရဲ့စပင်အရောင်ကတော့ဒီပေါ့နော်မဲမဲလေးပေါ့နော်ဒီ dark ဖြစ်တယ်ပေါ့ဒီမှာဆိုရင် dunkelhaarig လို့ပြောရဲပေါ့နော် dunkel ဆိုတာက dark haarig ဆိုတာကကြတော့ဒီ adjective ဖြစ်ချင်လို့ပေါ့နော်ဒီမှာဆိုလို့ရှိရင် haar ဆိုတာကကြတော့စပင်ကိုပြောတာဖြစ်တယ် adjective ဆိုတော့သူက ig လေးနဲ့ adjective ဖြစ်အောင်လုပ်လိုက်တာပေါ့နော် e ရယ် k ရယ်ပေါင်းလိုက်တာဆိုတော့ Meine Schwester ist blond, mein Bruder ist dunkelhaarig. နောက်တစ်ခုကဒီမှာဆိုရင် Mein Hund ist freundlich နော်ငါရဲ့ခွေးလေးကအရန်ကိုခေါ်၍တတ်တယ်ပေါ့နော်ဒါကခွေးအနေနဲ့တိရစ္ဆာန်အနေနဲ့မှလည်းမဟုတ်ဘူးလူအနေနဲ့သူတို့ရဲ့ဒီ personality ကိုပြောချင်လို့ရှိရင်လည်းသူတို့ကခင်ဖို့ကောင်းတယ်နော်အရန်လှ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 ဖြစ်တယ်ဆိုလို့ရှိရင်ဒီ friendly ဖြစ်တယ်ဆိုရင်ဒီ friendly ကိုသုံးလို့ရပါတယ်နောက်ထပ်စာမျက်နှာ 16 ကိုကြည့်ပါမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကိုနေထိုင်တဲ့အိမ်အကြောင်းကိုပြောမှာဖြစ်တယ်ပေါ့နော်အဲ့တော့ပထမဦးဆုံးအနေနဲ့ဒီဘက်က new words လေးတွေကိုကြည့်မယ်ပေါ့နော်အဲ့တော့ပထမတစ်လုံးကတော့ order order ဆိုတာကကြတော့ or ပေါ့နော်သို့မဟုတ်ပေါ့ das house ဆိုတာကကြတော့ဒီအိမ်ကိုပြောတာလုံးချင်းအိမ်ကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီ wohnung နော် wohnung ဆိုတာကကြတော့တိုက်ခန်းပေါ့နော်တိုက်ခန်းကိုပြောတာဖြစ်တယ် das Schloss ဆိုတာကကြတော့ရဲတိုက်ကိုပြောတာပေါ့နော် castle ပေါ့ in der Stadt ဆိုတာကမြို့ပေါ်မှာနော်မြို့ပေါ်မှာ auf dem Land ကကြတော့နယ်ဘက်မှာကိုပြောတာဖြစ်တယ်နောက်တစ်ခု am Meer ဆိုတာကပင်လယ်နဲ့နီးတယ်ပင်လယ်ကမ်းရိုးတန်းမှာပေါ့နော်ပင်လယ်နားမှာ by the sea ပေါ့နောက်တစ်ခု Fati Mutti ဒါကကြတော့သူတို့
ဒီ fata mota အဲ့ဒါကိုသူတို့ကအိမ်မှာဟောနော်အိမ်မှာပြောတော့ဒီကအလွယ်လေးနဲ့ဒီအိမ်ခေါ်သဘောမျိုးပေါ့နော်ဒီ informal ပုံစံမျိုးလေးနဲ့ပြောတာပေါ့နော် fati moti ဒါပေမဲ့အခုနောက်ပိုင်းကတော့သုံးတာမတွေ့တော့ဘူးပေါ့နော်ဒီစာအုပ်လေးကနည်းနည်းဟောင်းနေတယ်ဆိုတော့နောက်တစ်ခုဒီမှာဆိုရင်အဖိုးကိုဆိုလို့ရှိရင်ဒီ gross father ဆိုပြီးတော့အိမ်မှာဆိုရင်အရှိကြီးပြောမနေတော့ဘူးပေါ့နော်အဲ့တော့ opa ပေါ့အဖွားဆိုလို့ရှိရင်လည်း oma ပေါ့နော်ပြီးတော့ဒီမှာဆိုရင်ဒီတရေကိုပေါ့နော်တရေဆိုလို့ရှိရင်ဘယ်လိုခေါ်လဲဆိုရင် das Gespenst နော် das Gespenst လို့ခေါ်ပါတယ်နင်တို့ရဲ့အကုန်လုံးဘယ်ရောက်နေရလဲ wo seid ihr alle ဒီမှာဆိုရင် wo ဆိုတာက where seid ဆိုတာကကျတော့ဒီနင်တို့ဆိုရဲ ihr ရဲ့ဒီ verb ဆိုင်ရဲ့ conjugate ပေါ့နင်တို့တွေဘယ်ကိုရောက်နေရလဲဖြစ်တည်နေရပါတော့ဘယ်မှာရှိနေတာလဲနင်တို့တွေအကုန်လုံးဆိုတော့နင်တို့ဆိုတာက ihr နင်တို့တွေအကုန်လုံး all ကိုပြောချင်တဲ့အတွက်ကြောင့်မလို့ alle wo seid ihr alle နင်တို့တွေအကုန်လုံးဘယ်တွေပြောက်နေကြတာလဲမဆိုရင်နောက်တစ်လုံးကတော့ das Zimmer das Zimmer ဆိုတာကကြတော့အခန်းကိုပြောတာဖြစ်တယ်။အဲ့မှာအိမ်မှာအခန်းတွေအများကြီးရှိရအခန်းမျိုးစားလေးတွေပေါ့နော်။ဒါကတော့အရင်ဟိုတလောကဒီတင်ထားတဲ့ဒီ Schritter plus Neu ရဲ့ Lexion 4မှာလည်းအခန်းလေးတွေကိုဒီထက်တော့ပိုစုံတယ်ပေါ့နော်။အဲ့ဗီဒီယိုမှာလည်းသေချာလေးပြန်ကြည့်လို့ရတယ်ပေါ့နော်။တခြားစကားလုံးတွေတင်ဒီမှတ်ချင်တယ်ဆိုလို့ရှိရင်ပေါ့နော်ဒီမှာကတော့၄မျိုးလောက်ပဲပါတယ်ပေါ့နော်6မျိုးပါတယ်ပေါ့နော်ဟိုမှာကတော့အများကြီးပါတယ်အဲ့မှာပုံလေးနဲ့တွဲလို့ရတာဆိုတော့ပေါ့နော်အဲ့တော့ပထမတစ်ခုကတော့ဒီမှာပေးထားတာက das Badezimmer နော် das Badezimmer ဆိုတာကကြတော့ရေချိုးခန်းကိုပြောတာဖြစ်တယ် das Esszimmer နော် Esszimmer ဆိုတာကကြတော့ဒီဘယ်လိုပြောထမင်းစားတဲ့နေရာပေါ့နော်အဲ့ဒါဆိုရင် SN ကနေယူလိုက်တဲ့ AN ကိုဖြုတ်လိုက်ပြီးတော့မှ simmer ကတ်လိုက်တာဖြစ်တယ်နောက်တစ်ခါ das Schlafzimmer das Schlafzimmer ဆိုတာကကျတော့အိတ်ခမ်း schlafen အိတ်ဒီအိတ်တဲ့အခန်းဆိုတော့အိတ်ခမ်း das Wohnzimmer wohn ဆိုတာက wohnen ဆိုတဲ့ဘက်ကလာဖြစ်တယ်နေထိုင်နေပေါ့ Wohnzimmer ဆိုတော့နေတဲ့အခန်းဆိုတော့အင်္ဂလိပ်လိုလဲ living room ပေါ့နော်ဒီမြန်မာလိုကကျတော့ဒီနေတဲ့အခန်းလို့တော့မပြောဒီဧည့်ခန်းလို့ပြောတာပေါ့နော်နောက်တစ်ခုကတော့ die Küche ဆိုတာကကျတော့မိဖို့ချောင်းပြောတာဖြစ်ပါတယ်နောက်တစ်ခု der floor ဆိုတာကကျတော့ဒီဟောပေါ့နော်ရှောက်လန်းကိုပြောတာဖြစ်တယ်ပြီးတော့မှ oven ဆိုတာကအပေါ်ဓာတ်ပေါ့နော်အပေါ်မှာပေါ့ here ဆိုတာကဒီမှာပြောတာဖြစ်ပါတယ်အဲ့တော့ဒီတို့ရဲ့ဒီမျိုးဖော်ပြထားတဲ့စာကြောင်းလေးတွေကိုကြည့်ရအောင်နော်ဆိုတော့ဒီမျိုးဆိုရင် where do you live ပေါ့နော်ဘယ်မှာနေလဲဒါလေးကိုမင်းမပါနော်ဒီချာမန်လူလေးပေါ့ခေါင်းစဉ်နေရဒီစာအုပ်ကကျတော့နိုင်ငံခြားသားတင်တဲ့စာအုပ်ဆိုတော့အင်္ဂလိပ်လိုတွေများတယ်ပေါ့နော် wo wohnst du နင်ဘယ်မှာနေတာလဲ wo wohnt ihr နော်နင်တို့တွေဘယ်မှာနေတာလဲအမို့ sie နဲ့မိမယ်ဆိုရင် wo wohnen sie နင်တို့သင်ဘယ်မှာနေတာလဲဒါကတော့ချာမန်လူလေးဖြစ်တယ်နော်ဒီမှာဆိုရင်ဒါလေးကိုကြည့်ရအောင် So, wohnst du in einem Haus oder in einer Wohnung? နင်တို့ကလုံချင်းအိမ်မှာနေတာလားသို့မဟုတ်တိုက်ခန်းမှာနေရလားဒီနားမှာ article လေးတွေပြောင်းရတာတော့တခြား level တွေရောက်ရင်တော့သိမယ်ပေါ့နော်အခုကတော့ဒီတိုင်းလေးပဲမှတ်ထားလိုက်ပေါ့နော်ဒီတခြား level မှာဆိုသူက dative လိုက်တာပေါ့နော် in ဆိုတဲ့ preposition ကအနောက်မှာ dative လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ andon လေးတွေပြောင်းပေးရတာဖြစ်ပါတယ်အဲ့တော့နင်ကလုံချင်းအိမ်မှာနေတာလားဒါမှမဟုတ်တိုက်ခန်းတစ်ခုမှာနေတာလားIch wohne in einem Haus ငါကအိမ်တစ်လုံးမှာနေတယ်လုံချင်းအိမ်မှာနေတယ်နောက်တစ်ခု Ich wohne in einer Wohnung ငါကတိုက်ခန်းတစ်ခန်းမှာနေတယ် Ich wohne in einem Schloss သူကတော့ဖျင်ပေါ့နော်ချမ်းသာတဲ့ပုံစံသူကရဲတိုင်းမှာနေတယ်တဲ့နောက်ခု town or country မြို့ပြမှာလားဒါမှမဟုတ်ကျေးလက်မှာလားပေါ့နော် Ich wohne in der Stadt ငါကမြို့ထဲမှာနေတယ် Ich wohne auf dem Land ငါကနေဘက်မှာနေတယ်နောက်တစ်ယောက်ကကြတော့ Ich wohne am Meer ငါကပင်လယ်နားမှာနေတယ်ပေါ့ဒါဆိုရင်တော့ဒီနေ့ရဲ့အပိုင်း9ကတော့ဒီလောက်ပါပဲ Tschüss auf Wiedersehen